4000ဆိုတာပုံမှန်ဆိုလို့ချင်းတစ်လ4000ဆိုကျွန်တော်တို့မှလည်းစားဖို့နေရတော်တော်ခက်ခဲနေတဲ့အချိန်ဒါကျွန်တော်တင်ပြတာကိုအခုဖြစ်တဲ့ပြဿနာမထည့်ရဘာမှမဖြစ်တော့မထည့်လဲဘာကျွန်တော်လည်းမထည့်ဘူးလို့ပြောတဲ့စကားတခုမှမပါဘူးပြမယ်နားတော့ဒီလိုနားမလဲတာလည်းပါဆိုစစ်မှုကပတ်စံကောက်ပုံမှန်သွားတာကြီးကွာကြီးဒါရောပါရင်ကောက်ဖက်တဲ့ဟာကြီးတို့ကလုတ်ပြကြီးကွာဟုတ်ကဲ့မလေးပြီးရမှာမပြီးကြဘူးဖြစ်ဟုတ်ဒီနေ့မှငါလည်းရုံးအောင်ပုံပြီးတော့ကြိတ်ခံရကုန်အဲ့ကူပုံစံလေးတွေဒီလိုရဆုံးမှုတောင်းနေတယ်ပြောတယ်အခုကြည့်ရအောင်ကြဝဲလုတ်နေကြတယ်အဲ့ဒါပြောငွေကြီးဟိုအခုကဟိုဥစားအိုကြီးရဲ့ဥစားတစ်လောက်ဘယ်လောက်ကောက်တာတစ်လ4000တစ်လ4000ကိုကျွန်တော်ပြောပြတာဟိုအိုကြီးတို့ပထမအစည်းအဝေးတုန်းကတစ်လမဟုတ်ဘူးတစ်လမဟုတ်လက်နေကောက်တော့မှာဒါသူကတော့မင်းလည်းပြေးနေမင်းတို့ရှိပါဘူးအပတ်16အတွက်ကိုအဲ့လို16တော့7ခွန်းတော့ကောက်နေရအခု7ခွန်းတော့ကောက်နေအခုကကျွန်တော်ကပြောတာကျွန်တော်တို့ကပြောတာကျွန်တော်အိမ်မှာဆိုမိသားစု9ယောက်ရှိတယ်မိသားစု9ယောက်ရှိတယ်ចောင်းသားတွေလည်းရှိတယ်ဒီတစ်လောက်4000ဆိုတာပုံမှန်ဆိုလို့ချင်းတစ်လ4000ဆိုကျွန်တော်တို့မှလည်းစားဖို့နေရတော်တော်ခက်ခဲနေတဲ့အချိန်ဒါကျွန်တော်တင်ပြတာကိုပြမယ်နားတော့အခုဖြစ်တဲ့ပြဿနာမထည့်ရဘာမှမဖြစ်တော့မထည့်လဲဘာကျွန်တော်လည်းမထည့်ဘူးလို့ပြောတဲ့စကားတခုမှမပါဘူးပြမယ်နားတော့ဒီလိုနားမလဲတာလည်းပါဆိုစစ်မှုကပတ်စံကောက်နေတာမဟုတ်ဘူးကျွန်တော်တို့ကလူပဲပတ်စံကောက်တာမဟုတ်တို့ကလူပဲလို့ကြာတိုးတော်ညာလဲသူ့သားသမီးတွေကိုသားသမီးမထည့်နိုင်ဘူးမထည့်ခြင်းဘူးမထည့်ခြင်းတဲ့အတွက်ကြောင့်ငှားဖို့အတွက်ကြာတဦးလေးကနေသိတရဘူးဒီမှမတက်နိုင်မတက်နိုင်တဲ့အခါကျတော့အားလုံးစုပြီးတော့ကောက်ပြီးတော့သူကတန်းငှားပေးရဟုတ်တယ်ကျွန်တော်သဘောပေါက်တယ်အဲ့ဒီအထီးကိုကျွန်တော်သဘောပေါက်တယ်ကျွန်တော်နားလဲတယ်အဲ့လောက်အထီးကိုကျွန်တော်သဘောပေါက်တယ်ဘာဖြစ်လို့လဲဆိုတော့4000ဒါကျွန်တော်16နှစ်ပြည့်ပြီးလူတွေဒါ4000 16နှစ်မပြည့်တဲ့ကျန်တဲ့လူတွေကပြည်သူမဟုတ်ဘူးလားဟုတ်ပါလားအဲ့ဒါကျွန်တော်အဲ့ဒါသူကစကားအခုလက်ခံလို့ရမယ်သူကအတိုင်းပါ35နဲ့ဝင်းနေတော့ဟုတ်ကျွန်တော်ဘကိုးမှာလေကျွန်တော်တွေ့ဘူးတယ်ဘကိုးမှာဘကိုးတန်ထက်ပင်လို့နေရာမျိုးဆိုလို့ရှိရင်တရက်ွက်လုံးတိန်ကို1000ဆို1000တူကမင်းအဲ့ဒါမင်းကချက်ပြောနေတာတော့ပါဟုတ်ကျွန်တော်ဘလူးနဲ့စကားပြောရမှာကျွန်တော်ဘလူးနဲ့စကားပြောရမှာအုပ်ကြီးနဲ့စကားပြောရမှာကိုနဲ့စကားပြောရမှာအောင်းတယ်ပြောလို့ရတယ်လေဒါရိုက်မှုတွေပဲယာမှုတွေပဲဒီလိုဝါဒီလိုမို့ကျွန်တော်ရက်ကွက်ယာရင်မှုနဲ့ကျွန်တော်စကားပြောမှာအုပ်ချုပ်မှုနဲ့စကားပြောစီးရင်နဲ့ကျွန်တော်စကားပြောတာမလွန်တော့ဘူးလားဒါအကုန်လုံးကငါခက်တာလေယာမှုတွေကြီးပဲသူကပြောတာကမင်းတို့ထည့်ရရတယ်မထည့်ရရဒါပေမဲ့ဟိုပုံစံလေးပြက်ပြီးဟိုဖြစ်တရားစွဲတော့မှဒီလိုဟိုဖြစ်ပါဆိုငါကြိုပြောထားတာခုကအကုန်လုံးဟိုစားကျွန်တော်ပြောတာကျွန်တော်ဆိုလိုချင်တဲ့သဘောကခုနကလိုဟိုမြတ်မြတ်တညီမြလေးဟိုဝိုင်းကောက်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်လည်းခံတာတယ်ဒါအများလေးလက်ခံနိုင်တဲ့အနေအထားရှိတယ်ဒါဒီပုံစံမျိုးလေးကိုကျွန်တော်ကဟိုတင်ပြစေချင်တာအစီအဝေးခေါ်လို့ရှိရင်လည်းကျွန်တော်တို့ဖိတ်ပါကျွန်တော်တို့လည်းဝိုင်းတင်ပြမယ်ဒါကျွန်တော်ပြောဆိုလိုချင်တဲ့သဘောက3ငါးရင်130ကျပြောပြမှာဒါအရင်တော့ကဈေးဒါအခုဈေးဘယ်လိုလာအောင်လဲဒါပုံဝင်နေပြောပြမှာ130ကျတို့အနောက်ပိုင်းကိုအရှေ့ပိုင်းကိုရှိတယ်ပြဥယျာဉ်ဟိုဟာဘက်ဟိုဟာလည်းပိတ်တာလေးစုပ်ပြီးတော့အိမ်ကြီးနည်းနည်းလေးသူ့မှာဆက်ချက်အိမ်ကြီးရောက်လာပြီလားနေတဲ့အတွက်ကြောင့်မလို့အိမ်တိုင်းလိုက်တော့တာသဘောကဒီမှာဥယျာဉ်များတဲ့အတွက်ကြောင့်အဲ့လိုမလုပ်ပါနဲ့အထက်ကပြောထားတယ်ဒါရောဖြစ်အဲ့လိုပြောထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကသူတို့စီစဉ်တဲ့အတိုင်းကိုကျွန်တော်တို့ကစီစဉ်ဆောင်ရွက်ကြတာတကယ်လို့များငှားကျင်တော့မှအဲ့လိုလုပ်ပါတကယ်လို့မှသူတို့ကမထည့်နိုင်ဘူးဆိုလည်းရပါတယ်မပြောပါနဲ့ညာကြီးလည်းမပြောပါနဲ့သူရဲ့နာမည်လေးတွေတာပြီးရင်သူတို့ပဲအဓိကဦးစားပေးပြီးတော့မင်းနိုင်ပြီးတော့ဆောင်ရွက်ပေးပါမယ်ဒါလည်းသူတို့ဘက်ကအဲ့လိုမလုပ်နိုင်တဲ့အတွက်ခလေးကိုဖြစ်နေအဲ့တော့မရတဲ့အဆုံးကိုသူတို့ကတရားဆုံးတဲ့ပုံစံလေးတွေပါတက်တာလာနိုင်ဒါပြီးတော့လာတယ်ပြန်ပြီးမှပြီးမှမဟုတ်ဘူးသူတို့ကစားမဟုတ်ဘူးဒီမှာလူကြီးအဆုံးတက်တာလို့ပါဟိုလာပြီးတော့ဘယ်အခုဖြတ်တယ်မလို့ကြီးတို့ထိုင်ပဲလူကြီးရတယ်ကိုကြောက်တယ်မလို့ရဒီမှာဝိုင်းကြဒါဒီမှာကဝိုင်းလုပ်နေတဲ့ပုံစံမျိုးပဲမှတ်တမ်းတဲ့ပုံစံမှတ်တမ်းတဲ့ပုံစံဝိုင်းပေါ့ကွာကိုယ်ပြက်စီလာတယ်ကြောက်တယ်လားဗျာအဲ့လိုဟိုမင်းတို့အိမ်လာဆွဲမလားပြောပြဘူးကြောင်းပြောလာမင်းတို့ရခက်တာပဲဟိုဒီလိုလေးဟိုခုနကျွန်တော်ပြောသလိုကျွန်တော်မှလည်းလာတိုင်းလာ4000ကြီးကြတော့ကျွန်တော်တို့ကဟိုမတက်နိုင်ဘူးလေမတက်နိုင်ဘူးပုံစံလေးလုပ်ပေါ်ဒါပဲရှိတော့ဂါလည်းလာပဲပြည့်ပြလို့ရနော်အများထမ်းဆောင်နေအများထမ်းဆောင်နေရကာပြီးလို့ရကာပြီးတာပါကာပြီးရတာကာပြီးလို့မရလို့ကူအားမှမဖြစ်အခုဟာသူအများနဲ့မင်းတို့မတည့်ကျဲလူကဘာလိုက်ပြဖြစ်လာမယ်အဲ့လိုဖြစ်လာမယ်အခု